2019 ခုနှစ် UEFA Champions League Final 2019 မတိုင်မီညမှာလူတိုင်းကတခုတည်းသောမိခွန်းကိုစောင့်ကြည့်နေကြတယ်။ Cristiano Ronaldo က Lionel Messi ကိုကြော်ပြီးဒီရာသီ Champions League ရဲ့အများဆုံးဂိုးသွင်းသူဖြစ်နိုင်မလားဆိုတာပါ။ Knockout stage မစောတင်ခင်မှာ Lionel Messi က10ဂိုးနဲ့ leading scorer ဖြစ်နေပြီး Juventus က Barcelona ကိုထုတ်ပယ်လိုက်တဲ့အချိန်မှာ Messi ရဲ့ဂိုးစုစုပေါင်းက17ဂိုးမှရပ်သွားတယ်။အဲဒီအချိန်မှာ Cristiano Ronaldo က knockout stage တွင် Bayern Munich နဲ့ Atletico Madrid ကိုဆက်တိုက်ဂိုးသွင်းပြီးသူ့ရဲ့ဂိုးစုစုပေါင်းကို10ဂိုးအထိတိုးလာခဲ့တယ်။ဆိုလိုတာက final မှာ Juventus နဲ့တွေ့တဲ့အချိန် Ronaldo တဂိုးပဲထပ်သွင်းနိုင်ရင် Messi နဲ့တန်းတူ top scorer ဖြစ်သွားမယ်ဆိုတာပါ။ဒါပေမဲ့လူအများစုက Ronaldo က Gianluigi Buffon ကာကွယ်ထားတဲ့ဂိုးကိုဖောက်နိုင်မယ်လို့မယုံကြဘူး။တဂိုးကွာတာတော့နောက်ကျသွားတာပဲ။ဒုတိယနေရာကိုဘယ်သူမှမမှတ်မိဘူးဆိုတဲ့စကားတွေတောင်ရှိတယ်။တချို့ကတော့ final မှာ2ဂိုးတောင်သွင်းနိုင်မလားလို့တောင်ကဲ့ရဲ့ကြတယ်။ဒီတန်တရားတွေက Ronaldo ကိုပိုပြီးအားကောင်းလာစေတယ်ဆိုတာလူတိုင်းသိတယ်။2019ခုနှစ်ဇွန်လ4ရက်နေ့ Millennium Stadium မှာ Champions League Final ကိုတရားဝင်စတင်ခဲ့တယ်။ Defending Champions ဖြစ်တဲ့ Real Madrid ကအဲ့ဒီချိန်ထွက်အကောင်းဆုံး Juventus နဲ့ရင်ဆိုင်နေတယ်။ Juventus က quarter final မှာ Barcelona ကို clean sheet နဲ့အနိုင်ယူပြီး12ပွဲဆက်မရှုံးဘဲ final ကိုရောက်လာခဲ့တယ်။ဒီ12ပွဲအတွင်းသူတို့က3ဂိုးပဲခံခဲ့ရတယ်။အရန်ခိုင်မာတဲ့ defense တစ်ခုပါ။ပွဲစတင်ပြီးချင်း Gonzalo Higuain က Casemiro ကိုလွှတ်ပြီးအပြင်းထန်ကန်တွေ့ခဲ့တယ်။အဲ့ဒီနောက်မှာ Mario Mandzukic ရဲ့ cross ကနေ Miralem Pjanic က volley ကန်သွင်းပေမဲ့ Keylor Navas က save လုပ်နိုင်ခဲ့တယ်။ပွဲရဲ့ momentum က Juventus ဘက်ကိုရှော့လာနေပြီး Real Madrid ပေါ်မှာဖိအားတင်လာတယ်။ Zinedine Zidane ရဲ့မျက်နှာတောင်လေးနက်လာပြီး tactical solution မရှိတော့သူလို့ထင်ရတယ်။ဒါပေမဲ့တကယ်ပွဲကိုပြောင်းလဲပေးမဲ့သူက bench ပေါ်မှာမဟုတ်ဘူး။ pitch အလယ်မှာရှိနေသူက Carvajal ရဲ့ pass ကိုလက်ခံပြီး Cristiano Ronaldo ကဂိုးရှေ့မှာတိုက်ရိုက်ကန်သွင်းလိုက်တယ်။ဘောလုံးကနက်ထဲဝင်သွားပြီး score ပြောင်းလဲသွားတယ်။အဲ့ဒီအချိန်မှာ Ronaldo ရဲ့ Champions League ဂိုးစုစုပေါင်းက10ဂိုးဖြစ်လာပြီး Lionel Messi နဲ့တန်းတူ top scorer အဖြစ်ရပ်တည်သွားခဲ့တယ်။